မာမီခောက်ဆွဲကောင်းမှာကောင်းမာမီကနေလေအသက်ထွက်ရှိထားတဲ့ခောက်ဆွဲတော်လေးရှိရယ်နော်အဲ့ဒါကတော့ Thai style ပစွန်တုံရခောက်ဆွဲပြုတ်တဲ့အရသာလေးကထိမိနေတာဆိုတော့လေငန်းလေးလက်ဆန်းလေးကိုပြပြီးတော့ပင်လယ်စာလေးနဲ့ကြက်ဥလေးနဲ့ပေါင်းပြီးတော့ဖွဲ့ရလေးလုပ်လိုက်အောင်မယ်ရှင်မိကလေးမူရသည်ဆိုလို့ရှိရင်အပင်တွေကိုတဲဆေးပေးရတာပေါ့နော်တဲဆေးတယ်ဆိုတော့အောက်ခြေမှာတဲတွေကမူရတော့ရှင်ရေစင်ပြီးကတ်တာလေကတ်တဲ့ခါတဲဆေးပေးရတယ်အဲ့ဒါမှအရွက်6မှလိုက်တာမဟုတ်ရင်ရွက်တွေကမဲပြီးတန်ကြီးတွေလိုက်ကုန်အပင်ကဖလှတော့ဒီနေ့ကတော့ကွန်ပျူတာတွေရောဖုန်းတွေရောမျိုးလုံးအနားပေးလိုက်တယ်မကြည့်ဘူးဒီနေ့ channel မှာပဲလောက်ကူလောက်တာပေါ့နော်ဒါကတော့စောင်းတော်ကူစောင်းရသည်ပွင့်ဖို့အတွက်ຫນွေကစိတ်မမတက်ပဲဘေးပြန့်တယ်တဲ့တီးရလဲကြွေကြပြီးစားတော့မစားနိုင်ဥမာဖိုက်စားရဲမနက်ကဘာမှမစားသေးဘူးမမဘာချက်ထားလဲမသိသွားကြည့်လိုက်ဘာဟင်းနဲ့ချက်ထားကြလဲရှင်ခဲညနေငယ်ပြချက်ပဲသေးရဲ့ဟင်းတို့ရတဲ့ရောတုတ်ထားတယ်ထွန်းမစားတော့ပါဘူးလို့ဆိုညိမ့်စမလေးမမီကအသက်ထွက်ထားတဲ့ခောက်ဆွဲရှိတယ်ခောက်ဆွဲလေးကိုမစုံလဲရှိရဆိုအဲ့ဒါနဲ့ပြုတ်စားလိုက်အောင်အစုံလေးကမနေ့ကဈေးသွားပြီးဝယ်ထားရရှိတာလေ။ဘာလုပ်နေရလဲ။ခောက်ဆွဲပြုတ်စားမလို့ပစံနေ။လည်းစားမယ်။စားမလား။စားမယ်။စားမဆိုတယောက်စားနေမရတော့ဘူး။တင်းတင်းဟိုလေရေခဲတက်တာထဲမှာပစုံနေရှိတယ်ယူခဲ့ပါအောင်။ခလေးလေးစားမဆိုများများလုံးမရတော့မှာ။အဲ့ဆိုတရားကိုပိုးချင်းလိုက်အောင်။စားမဆိုကူလုံးမိမိဟိုအမိုးလေးလည်းရှိတယ်ရွာထဲမှာအသားလုံးရောရေခဲတက်တာရဲ့အလဲတက်လောက်မှကြည့်လိုက်အောင်တော့ကြည့်ကြည့်အောင်မထူးတော့ပါအသားလုံးရှိမယ်အမိုးရှိမယ်မုံညင်းပစုံနည်းတော့များရယ်နော်အဲ့ဆိုနှစ်မဲစားလို့ရအောင်လို့ကိမုံကိုပစုံနဲ့အစားတော့လိုက်မယ်ဒါကတော့မမီကနေအသက်ထွက်ရှိထားတဲ့ Thai style ပစုံတုံရရတာခောက်ဆွဲပြုတ်လေးပေါ့နော်သူ့ရဲ့ရတာကလေခရမီရတာပြပြနှစ်နှစ်လေးတို့မှတုံရရဲ့ချစ်ချစ်လေးဆိုတော့လေတော်တော်လေးစားလို့ကောင်းတယ်တက်ကစားနေပြီအနက်ရအောင်လားဟမ်ဒီနေ့မမေဘာလုံးမဲဆိုရင်အနက်ရအောင်လုံးလုံးလည်းပါတော့ပစုံအီတော်တော်လေးဖျောင်းလို့မျိုးနှမ်းစီစားရတာမျိုးကောင်းယူစီကောင်းမောက်ချင်းချက်သွမျိုးညှစ်ထားတဲ့အရင်ကြိတ်ထားတဲ့ပစုံလေးတွေကိုကင်းမုံရပိုက်ထဲကိုလည်းတော့ထည့်ပြီးတော့အစားသွတ်ပြီးတော့ပေါင်းမိမှာပေါ့နော်နေ့ကရှမ်ပယ်ပြီးထွက်ကုန်ပြီဒီမှာချက်ပြီးအမိုးတွေရောအရွက်တွေရောအသားလုံးတွေရောမုံလုံးတွေရောထည့်ပါဆိုတော့လေသူတို့တစ်ခုချင်းစီကိုအများကြီးဖြောပေးတာပေါ့နော်ကဲဒီမှာမာမီခရမီတုံရမ်းမှာမိသားစုများရဲ့အိမ်ဆိုတော့လည်းတွေ့လားဖြောပါမယ်ရှင်ဒီပပဆူပြီအပင်းလေးဘိုက်စားပြီလားခောက်ဆွဲဆိုတော့မိကြိုက်လားကြိုက်တယ်ပစုံတွေကိုပိုကြိုက်တာလားဘာကိုပိုကြိုက်တာလဲခောက်ဆွဲကိုပိုကြိုက်ဒါဆိုရည်နော်ခောက်ဆွဲသားလေးဆိုလို့ရှိရင်လေကြည့်လိုက်တဲ့နဲ့ကိုတို့ကနူးအီပြီးတော့လေပြတ်ထွက်တာချင်းမရှိဘူးနော်အရှိလေးအတိုင်းပဲဒါကတော့ခောက်ဆွဲထဲမှာပါတဲ့ခရမီရတာတုံရအမှုန်တုံလေးတွေနဲ့ဒါအနှစ်ထုတ်လေးထည့်ပြီးတော့เนี่ยပြုတ်ပေးတာပေါ့နော်ပြီးသွားရင်တော့ပစုံကြိတ်သားတွေပို့တာဆိုတော့လေကြိတ်သားလေးတွေကိုထည့်ပေးတယ်မာမီခောက်ဆွဲကောင်းမှာကောင်းကြက်ပီဆိုတာနဲ့စလုံးတွေကိုလောင်းထည့်ပြီးတော့ခုနပြုတ်ထားတဲ့ပစုံတွေအသီးရွက်တွေကိုပြင်ပြီးတော့ဒါဘိုင်းနဲ့ပြင်ဆင်လိုက်တာပေါ့နော်ဟိုးရင်တော့ဆိုလို့ရှိရင်အရင်နဲ့မကြည့်သွားတဲ့ထိုင်းမှာလေးစလုံးကြီးနဲ့တုံရခောက်ဆွဲပြုတ်လေအဲ့ဒါကိုမြန်ရအိမ်လှုပ်ကြွကျင်တာနဲ့အဲ့လိုလေးလှုပ်ကြွပြတာပေါ့နော်ကဲရပါပြီရှင်ပစုံလေးတွေထက်ရွယ်လေးလည်းပါအသားလုံးလေးထက်အမူလေးပါပုံဟောပြီးဟင်းရေးလေးပါထက်ဒီမမီးကတစ်ထွက်ရှိထားတဲ့ Thai style ပစုံရတာတုံရခောက်ဆွဲရလေဒီတုံရဆိုတဲ့အတိုင်းပဲအချင်းရတာလေးပါပြီးတော့ဒီ creamy ရတာလေးပြစ်ပြစ်လေးနဲ့ဆိုတော့သူ့ရဲ့ရတာလေးကလေပြောရမယ်ဆိုလို့ရှိရင်စိုက်နေမှာရောင်းတဲ့ရတာလေးတော့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဈေးလေးကလည်းတက်တာပြီးတော့ကိုယ့်အိမ်မှာကိုယ်အလွယ်တကူပြုတ်စားလို့ရတယ်ကိုယ့်အိမ်မှာရေခဲကြိုင်မှာဝယ်ထားတဲ့ပစုံလေးတွေအသားလေးရှိတယ်ဆိုလို့ရှိရင်လည်းအများကြီးမျိုးလေးထည့်ပေးလို့ရတယ်နော်ဒီပေးရတဲ့ဈေးနဲ့စားရတဲ့ရတာလေးကတော်တော်လေးကောင်းတယ်လို့ပြောရမှာပေါ့နော်စားကောင်းကြလားရှင်ရတာပစုံโอเคโอเคမမအဲ့ကဘယ်လိုလဲတော့ပူလာလားအထက်မှာပစုံသားထည့်ထားတာထည့်ထားတာလေဒီမှာဒါလေးတွေပစုံလေး
ဒီဘူးလေမိကလေး ရှိန်စားရဝိုင်းရ 你来考所有吗？ ခေါင်းဆွဲယူအောင်မယ်ဒီထဲမှာပစုံနေလည်းပါပါတယ် အချင်းကလေအချင်းကိုအရင်စူးမနေဘူးအဆက်ကရှာဝတ်တင်လိုက်တာနဲ့ပပလေးပြီးရင်ခရမီရတာလေးပေါ့နော်တုံရမ်းဆိုတဲ့အတိုင်းမှာခရမီရတာနဲ့တော်တော်လေးစားလို့ကောင်းတယ်တကယ်လို့မိုးရသည်မှာထွေးမစားကြမှုပူပူလောလောလေးပြုတ်တောက်ချင်တယ်ဆိုလို့ရှိရင်တော့မြိုက်လိုမျိုးမမီလေးကိုဝယ်ပြီးတောက်ကြည့်နော်တော်လေးတောက်လို့ကောင်းတယ်ကတိလေးတက်ကတော့လောက်ပါပဲရှင်ညနာဘက်တင်မှာဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလေးချက်စားပြမလဲဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်အဲ့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရရောက်စီတိုင်းလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်